တိမခံတဲ့ပုဂ္ဂိုလ်ဟာတဲ့လူအများစုရဲ့မုန်းတီးတာမချစ်ခင်မနှစ်သက်မမျက်နှာမှုကိုသူခံရလိမ့်မယ်တဲ့လူမုန်းများတယ်လို့ဆိုလို့လားအားလေးမှတိမခံနိုင်ဘူးတိကနေရှိစိတ်ပဲတုံနေတယ်အလိုမကျတာပဲအမြဲပြနေတယ်အဲ့ဒီလူကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကမနှစ်သက်ဒါကိုပြောတာနော်ဘဟုနောဇနတ္တလူတွေအများကြီးရဲ့အပိယောချစ်ခင်နှစ်သက်မှုကိုသူမရဘူးအမနာပေါ်မျက်နှာမှုကိုသူမရဘူးတဲ့လူမုန်းများတယ်တဲ့တိမခံနိုင်တဲ့ပုဂ္ဂိုလ်ဟုတ်လားပြီးတော့ဗာပြောတော့ဆိုတော့ဝေဒဘဟုလောဇဟောတိဝိဇ္ဇဘဟုလောတဲ့ဝေဒဘဟုလောရံများတယ်တဲ့တိမခံနိုင်တဲ့လူသူအထက်ကနေရှိပြောနေတော့တစ်ဖက်လူကလည်းသူ့ပြန်ပြောမှာပဲအဲ့ဒါနဲ့သူ့ဘဝမှာရံဖြစ်နေရတာနဲ့ပဲအချိန်ကြီးအများကြီးကုန်နိုင်တယ်အတိမခံနိုင်တဲ့လူတွေကရံဖြစ်နေရတာနဲ့ပဲအချိန်ကုန်တယ်ရံဖြစ်ပြီးရင်ပြီးတော့လည်းမောပြီးတော့ကြံရစ်တယ်ဘာမှလည်းပဲကောင်းတာကောက်ကင်လိုက်စရာတခုမှလည်းမကြဟုတ်လားဝေဒဘဟုလောဇဟောတိဝိဇ္ဇဘဟုလောတဲ့တတိယဘာလို့ဆိုဝိဇ္ဇဘဟုလောအပြစ်လွန်များတယ်တဲ့တိမခံနိုင်တဲ့လူပါတိမခံနိုင်တော့ပြောချင်ရင်ပြောမှာပဲလေနော်ယုံညံ့တဲ့ဝစီကံတွေအများကြီးဖြစ်နိုင်တယ်ပေါ့ဒုသဖြင့်နော်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာပြောမိမယ်ဆိုရင်အပြစ်ကပို့ပြီးတော့ကြီးနိုင်တယ်ပေါ့ဒါကြောင့်တိမခံနိုင်တဲ့ပုဂ္ဂိုလ်ဟာလူတွေရဲ့မုန်းတီးမှုကိုခံရလိမ့်မယ်လူမုန်းများတယ်ရံများတယ်အပြစ်များတယ်အတ္တံဘုံတံဘုံလောကလံကရောတိတဲ့တေဂာနီးမှာတွေ့တွေ့ဝေတရားတဲ့ဘာတစ်လျှောက်လုံးဒေါသတွေနဲ့ပဲကြီးထွားလာတာနေလာတာဆိုတော့တောင်းတရတဲ့တွေအများကြီးရှိနိုင်တယ်ကြီးကြီးလေးနဲ့မသေးရနိုင်ဘူးဘဝရဲ့အနေအထားတွေကိုစီစစ်ဝေဖန်ကြည့်တဲ့အခါမှာနေစဉ်အခါမှာဖြစ်တဲ့အခက်ခဲတဲ့သေစဉ်အခါမှာဖြစ်တဲ့အခက်ခဲကပိုးပြီးတော့အများကြီးကြီးကျယ်တယ်အဲ့ဒါတော့နားလည်ဖို့လိုတယ်နော်အဲ့တော့နေစဉ်အခါမှာဖြစ်တဲ့အခက်ခဲလေးကိုတောင်သိမခံနိုင်ဘူးဆိုတော့ပုဂ္ဂိုလ်တယောက်တည်းတေဂာနီးမှာဖြစ်မဲ့အခက်အခဲကိုသူသိနေစဉ်သိမခံနိုင်တဲ့ကိစ္စလေးတွေကိုပြန်စဉ်းစားကြည့်လေကောင်းတယ်။အားလေးတွေကိုသိမခံနည်းနည်းလေးကိုမခံနိုင်ဘူးခက်နေတာတို့တွေကအများကြီးကိုမပြောနဲ့နော်။မြေကြီးလောက်ကြီးလောက်ရမယ်လို့မဆိုလိုပါဘူး။ဟုတ်လား။အဲ့ဒါကဘုရားလောင်းတော်ကောင်းကြီးများအထွတ်အထိပ်ကျင့်ကြတာပေါ့နော်။အဲ့ဒါလောက်ကြီးမဆိုလိုပါဘူး။ဒါပေမဲ့လူတွေဟာနည်းနည်းလေးတောင်ပြောလို့လည်းမရဘူး၊ကျင်လို့လည်းမရဘူး။များတော့ဖြစ်။ဟုတ်လား။အဲ့တော့နေစဉ်အခါမှာတွေ့တဲ့အခက်အခဲလေးတွေကိုတော့သိမခံနိုင်တဲ့ပုဂ္ဂိုလ်တယောက်ဒီနေစဉ်အခါမှာတွေ့ရတဲ့အလုံးကြီးကျယ်တဲ့အခက်အခဲနဲ့တွေ့ရင်သိကြပါဦးသိမခံနိုင်တော့ဘူးလို့ဒါကဥစဉ်ကမြင်ဒါကြောင့်တေဂာနိမှာသူစနေနဲ့သိရတဲ့တံမုံလောကလံကတော့ဒီတွေ့ဝေမိုက်မိုက်မဲမဲသိရတဲ့အဲ့လိုသိမယ်ဆိုရင်ဘာဖြစ်မှာတော့ကာယတပေရပရမရဏဒုက္ကတိဝိနိပါဒနိရိယဥပပစ္စတိတွေ့ဝေသိကြတဲ့ပုဂ္ဂိုလ်တို့ရဲ့သွားရလမ်းဖြစ်တဲ့အပေလေးပုံကိုရောက်သွားတဲ့အဲ့ဒါပထမသုတ်တံမှာပြောထားတဲ့အပြည့်၅မျိုးတိမခံတဲ့ပုဂ္ဂိုလ်ဟာ